မောင်လေးတို့ဒီပါသွားတော့မီတင်ဖန်မီတင်မီတင်လောက်တယ်ပေါ့နော်မီတင်ခန်းထဲမှာကြာမောင်လေးကဖြစ်ချင်တော့သူ့ရဲ့ရှေ့သုံးမှာထိုင်လိုက်ရနော်ညနေချင်းမဆိုင်ရကိုကခေါင်းမငုံနေကိုတော့နည်းနည်းပါးပါးဆုံးမပေါ့နော်အဲ့လိုမျိုးဟိုစကားရဆိုရင်လည်းထိန်ပြောပေါ့အဲ့လိုမျိုးဟိုနည်းနည်းပါးပါးကိုဆုံးမရဲ့ချိန်ကြတော့ကိုရင်းနေတော့နည်းနည်းလေးထိသွားပါတော့အဲ့လိုမျိုးလေးဟုတ်မောင်လေးကအရှိမဒီအရင်ကိုကြိုက်တဲ့ idol ကိုပြတူရဲ့ RN8 တသားတွေကဒီမတ်တမွန်နဲ့အစုံကန်းလေးပေါ့နော်အရန် drama heavy scene လို့လည်းပြောတယ်အဲ့ခန်းလေးကိုမှလည်းပို့ပြီးတော့တရုပ်ဆောင်ပြီးလုပ်ပြလိုက်တာเนาะငိုအစကဲကိုကသိရမလားအင်တာဗျူးမှာဆိုရင်လည်းအရန်မှုပါလို့ရှိရင်လည်းငိုရပေါ့မှာအဲ့ကိုကအဲ့ဒါလေးကိုပို့ပြီးတော့လုပ်ပြလိုက်တာပေါ့เนาะဟုတ်ဒါပေမဲ့ဒီပြိုင်ပွဲပြန်လိုက်တာမိုင်းလည်းမှန်သွားတယ်ဒါလည်းဆိုအကိုအစတော့အကိုနဲ့ဒီမှာပြောမလဲအစတော့စကားမပြောရဲဘူးဒီပြိုင်ပွဲလည်းမောင်လေးပြိုင်ပွဲလည်းစိတ်ကူးမရှိဘူးပေါ့เนาะဒါပေမဲ့လည်းအကိုပါနေရဆိုတော့လေမောင်လေးမျက်နှာချင်းမဆိုင်ရပေါ့အကိုရဲ့အမှားလေးကြောင့်မလို့လဲဟိုထပ်ပြိုင်လိုက်လို့ရှိရင်အကိုမြန်စိတ်အနှောက်အယှက်မြန်ဖြစ်သွားမလားငါကြောင့်မြန်တခုမြန်ဖြစ်သွားမလားဒါပေမဲ့မောင်လေးပြိုင်လိုက်တာမှန်တယ်လို့ထင်သွားတယ်အကိုနဲ့နည်းနည်းလေးရင်းနှီးမှုပိုရတယ်ပေါ့အမရဲ့ဟိုဓာတ်ပုံတွေလည်းအတူတူတွေ့ရိုက်ခွင့်လည်းရခဲ့တယ်စကားတွေလည်းပြောခဲ့ပါတော့ကိုယ့်ရဲ့တရုပ်ဆောင်တဲ့ဟိုမှတ်ချက်တွေကိုလည်းအကူကအများကြီးလည်းပြီးခဲ့ရပေါ့နော်ဟုတ်ဟိုပြန်ပွဲမှာလည်းတကယ်ရင်းနှီးမှုလည်းရဆိုတော့ဒါဆိုရင်လည်းလမ်းတွေ့လို့ရှင်တော့မှခေါ်ရဲပြောရဲသွားပြီနော်အစတော့ကတော့ပြဿနာတွေဖြစ်တာဆိုတော့တိတ်ပြောညနေချင်းတောင်မှမဆိုင်ရဲဟုတ်မောင်လေးကိုမင်းသားမောင်လေးကကြတော့တခါမှလည်းမစုံဘူးပေါ့နော်မောင်လေးဒီ Superstar Academy မှာတရုပ်ဆောင်ပြိုင်နေပေါ့နော်ပြိုင်နေမှာအကူနဲ့အလုပ်ပါသွားတော့အလုပ်တူတူတွေလုပ်ခွင့်ရပါတော့တကယ်အကူနဲ့အလုပ်တူတူလုပ်ခွင့်ရတကယ်လဲကြည်နေဘာလို့လဲဆိုတော့ကိုတိုင်းအရင်တော့အကူရဲ့ interview တွေမှာအကူနဲ့စုံဘူးခြင်းနဲ့သူ့ကိုသဘောကျရပေါ့နော်အရင်လဲအပြင်မှာအရင်လဲချောတယ်ဒေါင်းကြီးဆိုလည်းထိုင်နေတာပေါ့နော်ကိုမလေးအော်ကိုမပါတဲ့အချိန်ဆိုရင်လေအကိုရိုက်တဲ့ဟာလေးတော့ကြည်ရပါတော့အရင်ချောလွန်းလို့လေကိုအကိုကဒရိုက်တာလုပ်တယ်ပေါ့နော်တကယ်ကိုတိုင်းလည်းရမ်းကြိုက်တော့လေကိုမပါတဲ့ဆင်းဆိုတော့ကြည်ရဲ့အလုပ်လုပ်ရလဲတကယ်နီးစနစ်ကြပါတော့မလေးရှူတင်ဆိုရင်လည်းright time ပေါ့နော်မလေးတို့ဟိုအချိန်ကိုလေးစားရရပေါ့နော်အကိုတိုင်းကတော့မလေးတို့ဘာလို့လဲ6နိုင်လားမလားမသိဘူးမလေးကိုခေါ်ဒါပေမဲ့အကိုကအစော9နိုင်ခွဲလောက်ကလေးရောက်တာဆိုတော့အလုပ်လုပ်ရလေတကယ်ဘယ်လိုပြောမလဲကိုအတွက် relax ဖြစ်စီရပေါ့နော်ဘာ pressure မှလည်းမရှိဘူးပေါ့နော်ဟုတ်ငယ်တုန်းကဟာလေးရောမောင်လေးကြီးပြတယ်ပါဒါပေမဲ့ငယ်တုန်းကထက်ခုကပို့ပြီးတော့အရန်ဟိုဘယ်လိုပြောမလဲဟိုအရန်တက်ကြွရပေါ့နော်အရန်လဲပို့ပြီးတော့လဲဟိုဟန်ဆန်ဖြစ်လာရပေါ့နော်အခုဆိုရင်လဲမောင်လေးအစကတည်းကမောင်လေးအကိုနဲ့စုံဘူးခြင်းတယ်ပေါ့နော်အနီစင်းနဲ့အတူတူအင်တာဗျူးတွေမှာဆိုရင်လဲအော်ဒီအကိုနဲ့ငါစုံဘူးခြင်းလိုက်တာစကားတွေပါလဲအတူတူရိုက်ချင်လိုက်တာလဲမောင်လေးစိတ်ထဲတော့မှတွေးပျော်ဘူးတယ်ပေါ့ဒါပေမဲ့လဲမထင်မဲ့ဖက်နဲ့တရုပ်ဆောင်အစတော့ဒီ Superstar မှာအကိုပါမလဲမောင်လေးမသိခဲ့ဘူးပေါ့နော်ဒါပေမဲ့တခြားတိုင်းတွေမှာဒါပေမဲ့မောင်လေးပါသွားတဲ့အချိန်မှာအကိုနဲ့အတူတူတွဲရရမယ်ဆိုတော့အရင်လဲပျော်ရပေါ့နော်အလုပ်လုပ်ကလည်းရမ်းပျော်ဖို့လဲကောင်းတယ်တကယ်မိသားစုလိုပဲဟိုနွေးနွေးထွေးထွေးအကုန်လုံးမောင်လေးတို့ပြိုင်ပွဲဝင်တွေအကုန်လုံးပေါ်မှာမိသားစုလိုမျိုးလဲဆက်ဆံပြရပေါ့နော်ဟုတ်အကိုနဲ့စုံတဲ့နေရာထင်တယ်အကိုနဲ့မောင်လေးပြိုင်ပြီးတော့ဗောနော်အပြင်ထွက်တဲ့နေ့မှာအကိုနဲ့ပထမဆုံးရှိမှတွေ့ရပေါ့နော်နဲ့ညီလေးတို့ခုနကလည်းတရုပ်ဆောင်ညီလေးခုနတရုပ်ဆောင်တဲ့ဟာအကိုကြည့်လိုက်ရပါပေါ့နော်အရန်ကောင်းနေတဲ့အရန်တော်နေပေါ့နော်အကိုတို့တဲ့ထပ်ပြီးတော့တွေ့ကြမယ်ဆိုကျွန်တော်အချိန်မှာတော့မောင်လေးနည်းနည်းတော့အားရှိသွားပါတော့ကိုဒီလိုမျိုးကိုတရုပ်ဆောင်တာကိုဒီလိုမျိုးချီးကျူးလိုက်မယ်လဲမထင်ထားဘူးကိုအဲ့လိုမျိုးပြောလိုက်တော့အရန် surprise တော့ဖြစ်သွားတယ်ပေါ့နော်အရန်လဲကိုတရုပ်ဆောင်တာကောင်းတယ်ဆိုတော့ချီးကျူးသွားတယ်ဆိုတော့လေအရန်ပျော်မိပါတယ်ဟုတ်မောင်လေးကအရှိမဒီအရင်ကိုကြိုက်တဲ့ idol ကိုပြတူရဲ့ RN8 တသားတွေကဒီမတ်တမွန်နဲ့အစုံကန်းလေးပေါ့နော်အရန် drama heavy scene လို့လည်းပြောတယ်အဲ့ခန်းလေးကိုမှလည်းပို့ပြီးတော့တရုပ်ဆောင်ပြီးလုပ်ပြလိုက်တာနော်ငိုအစကဲကိုကသိရမလားအင်တာဗျူးမှာဆိုရင်လည်းအရန်မှုပါလို့ရှင်လည်းငိုရပေါ့မှာကိုကအဲ့ဒါလေးကိုပို့ပြီးတော့လုပ်ပြလိုက်တာပေါ့နော်ဟုတ်မျက်ရည်စင်နေပဲငိုပါမောင်လေးကမျက်ရည်တူမတုံဘာလို့ဆိုတော့ကိုကအစကဲဒီလောကတွေကိုမဝင်ခင်ကြတာကိုကတခုခုဆိုရင်လည်းအမရဲ့မောင်လေးကဘယ်လိုပြောမလဲအဆွေးတချင်းတွေကိုများထောင်တာများတယ်ကိုရှိမှဆိုလဲဇလန်တို့တွေရိုက်တယ်ပေါ့နော်ဇလန်တို့တွေရိုက်တဲ့အချိန်မှာဆိုလဲဒရမာဆင်းနေပါလို့ရှိရင်လဲကိုကရိုက်ခင်မှာဆိုလဲအဲ့တချင်းလေးကိုနားထောင်လိုက်တယ်အမေတချင်းများသောအားဖြင့်မောင်လေးကအမေတချင်းလေးနားထောင်တာများရယ်ပေါ့နော်ရိုက်တဲ့အချိန်မှာကျတော့ကိုက5 4 3 2 1 action ဆိုတာနဲ့မောင်လေးကအဲ့တချင်းလေးကိုဟာနဲ့ကိုနားထဲမှာကြားနေတာရင်းနေတာဆိုတာမှာရယ်အားလေးကိုကလိုက်ပြီးခံစားပြီးတရုပ်ဆောင်ကတော့လုံနေသူကနဲ့သူမျက်ရည်လေးကဝဲလာပေါ့နော်တရုပ်ဆောင်ကဟုတ်ပီတီကတော့အရန်ဖြစ်တယ်ပေါ့နော်မောင်လေးအိမ်ရောက်လို့ရှိရင်အိမ်ရောက်တော့အမေတို့တော့မှပြောရအမေလို့တာကိုမင်းသားမမတာတရုပ်ဆောင်တာချီးကျူးတယ်ဆိုတော့တာတော့မှအမေကိုမောင်လေးပြောလိုက်အမေကတော့မှအဲ့လိုမျိုးဝမ်းသားနေရပါတော့ဒီလိုမျိုးလည်းပြောမှလည်းမထင်ဘူးပေါ့နော်တကယ်အကူဝါရင်အကူကအဲ့လိုမျိုးချီးကျူးရဲဆိုတော့လေအတိုင်းမသိဝမ်းသာရပါပေါ့ဟုတ်အခုမောင်လေးလက်ရှိကတော့မောင်လေးဇလန်တို့လေးရိုက်နေရအဲ့လိုမျိုးမောင်လေး reality show တွေမောင်လေးရိုက်နေရပေါ့နော်ဟုတ်နောက်ထပ်ဟိုစကားရရုပ် open ဇလန်တွေရိုက်ဖို့ကလည်းမောင်လေးရှိပါသေးတယ်လို့ဟုတ်တွေ့ဖြစ်တယ်
ဟုတ်တယ်ဒါပေမဲ့ဒီပြိုင်ပွဲပြန်လိုက်တာမိုင်းလည်းမှန်သွားတယ်ဒါလည်းဆိုအကိုအစတော့အကိုနဲ့ဒီမှာမလဲအစတော့စကားမပြောရဲဘူးဒီပြိုင်ပွဲလည်းမောင်လေးပြိုင်ပွဲကလည်းစိတ်ကူးမရှိဘူးပေါ့နော်ဒါပေမဲ့လည်းအကိုပါနေရဆိုတော့လေမောင်လေးမျက်နှာချင်းမဆိုင်ရပေါ့အကိုရဲ့အမှားလေးကြောင့်မလို့လဲဟိုထပ်ပြိုင်လိုက်လို့ရှိရင်အကိုမြန်စိတ်အနှောက်အယှက်မြန်ဖြစ်သွားမလားငါကြောင့်မြန်တစ်ခုမြန်ဖြစ်သွားမလားဒါပေမဲ့မောင်လေးပြိုင်လိုက်တာမှန်တယ်လို့ထင်သွားတယ်အကိုနဲ့နည်းနည်းလေးရင်းနှီးမှုပိုရတယ်ပေါ့အမရဲ့ဟိုဓာတ်ပုံတွေလည်းအတူတူတွေ့ရိုက်ခွင့်လည်းရခဲ့တယ်စကားတွေလည်းပြောခဲ့ပေါ့နော်ကိုယ့်ရဲ့တရုပ်ဆောင်တဲ့ဟိုမှတ်ချက်တွေကိုလည်းအကူကအများကြီးလည်းပြီးခဲ့ရပေါ့နော်ဟုတ်မောင်လေးတို့ဒီပါသွားတော့မီတင်ဖန်မီတင်တွေမီတင်လုပ်တယ်ပေါ့နော်မီတင်ခန်းထဲမှာじゃမောင်လေးကဖြစ်ချင်တော့သူ့ရဲ့ရှေ့သုံးမှာထိုင်လိုက်ရနော်ညနေချင်းမဆိုင်ရကိုကခေါင်းမဲငုံနေတာကိုတော့နည်းနည်းပါးပါးဆုံးမှာပေါ့နော်အဲ့လိုမျိုးဟိုစကားရဆိုရင်လည်းထိန်ပြောပေါ့အဲ့လိုမျိုးဟိုနည်းနည်းပါးပါးကိုဆုံးမတဲ့အချိန်ကြတော့ကိုရင်းနေတော့နည်းနည်းလေးထိသွားပေါ့နော်အဲ့လိုမျိုးလေးဟုတ်တပုတ်တွေပါတော့တွဲရိုက်ခဲ့သေးလားရိုက်ခဲ့ဓာတ်ပုံတွေလည်းတွေ့ရခဲ့စကားတွေလည်းအများကြီးလည်းပြောခဲ့ပေါ့နော်ဟုတ်မောင်လေးကိုကြတော့အကူကကြတော့တရုတ်ဆောင်တာတော့အကူမောင်လေးမြင်ရတော့သူသဘောကျတယ်ထင်တယ်ပေါ့နော်မောင်လေးတရုတ်ဆောင်ကောင်းနေမြာဟုတ်တယ်ဒီလောကမှာနေမယ်ဆိုရင်တော့ပေါ့နော်စကားအပြောဆိုအတုံးတုံးလေးလည်းသူကတော့ဟိုစင်ကျင်စေခြင်းနဲ့ပေါ့နော်ဒီထက်မှလုပ်မယ်ဆိုရင်တော့အဲ့လိုမျိုးလေးစင်ကျင်ပေါ့ဆိုပြီးမောင်လေးတော့ဆုံးမရတော့ရှိပါတယ်ဟုတ်အဲ့ဒါအခုဘာပြောတာသူနဲ့အဆင်ပြေတော့ကိုလည်းနည်းနည်းနောက်ပိုင်းပြိုင်ပွဲမှာတက်တော့ရှိသွားမှာဟုတ်တယ်နောက်ရှစ်ဘယ်လိုပြော pressure အစတော့ pressure တွေပါတွေ့လို့ရှင်တော့မှတိတ်မခေါ်ရဘူးခုကတော့ဟိုပြိုင်ပွဲမှာလည်းတကယ်ရင်းနှီးမှုလည်းရဆိုတော့ဒါဆိုရင်လည်းလမ်းတွေ့လို့ရှင်တော့မှခေါ်ရဲပြောရဲသွားပြီနော်အစတော့ကတော့ပြဿနာလေးဖြစ်တာဆိုတော့တိတ်ပြောညနေချင်းတော့မှမဆိုင်ရဲဘူးဟုတ်အကူကတော့ခုမောင်လေးကတော့အမှန်တိုင်းပြောလို့ရှင်ဒါမျိုးအင်တာဗျူးတွေမှာဒါမောင်လေးကအမှန်တိုင်းပြောလို့ရှင်အမရဲ့ကိုကစိတ်ထဲမှာရှိရလွတ်လပ်ပြောလိုက်တာပဲဒါပေမဲ့ဟိုအဲ့ဒါလေးကပဲတချို့ရဲ့အမြင်လေးမှာသူတို့အမြင်မှာဒီစကားပြောဆိုလေးရပဲသူတို့စိတ်ထဲမှာခုကျင်လဲခုမှာဒါပေမဲ့ဟိုပြိုင်ပွဲပြိုင်တဲ့အချိန်မှာတော့အကိုလည်းကိုယ့်ရဲ့စိတ်လေးကိုလည်းနားလဲလောက်တယ်ပေါ့နော်မောင်လေးအဲ့ဘယ်လိုပြောမလဲပြိုင်ပွဲအချိန်မှာဆိုလည်းတိတ်ပြောကိုယ့်ဟာနဲ့ကိုအေးစစ်စစ်လေးစကားပြညာဆိုလည်းတိတ်မပြောဘူးဆိုတော့အကိုလည်းအဲ့လိုမျိုးနားလဲလောက်မှာပါမောင်လေးကိုလည်းလေဟုတ်